တငယ်ချင်းတို့အားလုံးပဲမင်္ဂလာပါ Animus Anime ကနေပြန်ကြိုဆိုလိုက်ပါရစေကျွန်တော်နဲ့ Supplement Anime ကတော့ Solo Leveling ရဲ့ Episode 8ပဲဖြစ်ပါတယ်ဂျင်ဦးလည်းဆေးရုံမှာတွေ့ရအမေကိုဆောင်ပေးနေရင်ဒီဆေးကယောဂအားလုံးကိုပျောက်ကင်းစေတယ်ပေါ့အဲဆေးတာတကယ်ဆိုရင်အမေရဲ့ယောဂကိုကုလို့ရလောက်တယ်အဲ့ဒါကိုလုပ်ဖို့3ခုလုပ်ပေမဲ့တစ်ခုမှမရသေးဘူးပစ္စည်းရှိတဲ့နေရာတွေကိုတီးပေမဲ့အခုဝင်လိုက်ရင်တန်းလက်မှာပိုတန်မာလာအောင်လုပ်ရမယ်အဲ့နောက်မှာတော့ဂျင်ဟိုကန်လန်းတာကိုလက်ခံလိုက်တယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်ငါတို့နှစ်ယောက်တည်းကျုံးမယ်ဒါပေမဲ့စီရန်ကူတဲကိုဝင်ဖို့ဆိုရင်လူ6ယောက်လူတယ်လေတခြားလူတွေကိုခေါ်ထည့်လိုက်မယ်လေအနေရများတယ်မလားအကုန်အစင်ပြေရင်မရှင်16ခုလုံးကို AC ပြီးတယ်အဲ့ဒါဆိုရင်မင်းဖေလက်ခံမှာပါလောက်ရအောင်ဗျာကျန်တာကိုကျွန်တော်စီစဉ်လိုက်ပါမယ်ဂျင်ဟိုရဲ့အဖေလည်းဂိတ်တွေပေါ်လာတာက10နှစ်တောင်ကျော်သွားပြီဖြစ်လို့ကဘာကြီးလည်းအများကြီးပြောင်းလဲသွားတယ်ငါတို့ကဘာလည်းဂူထဲကအရှင်းမြစ်တွေသာမရှိရင်ဘာမှလုပ်လို့မရတော့ဘူးအဲ့ဒါတွေကိုရှူလာပေးနေတာကဟန်တာတွေပဲသူတို့တွေကိုဥဆောင်နေတာကဟန်တာ Associationဂူထဲကရလာတဲ့ပစ္စည်းတွေကိုအဓိကရှူနေတာကစီးပွားရေးလုပ်နေတဲ့ Hunter Glit တွေပဲသူတို့ကအဟာတွေနဲ့တော်တော်ချမ်းသာနေကြပြီအဲထဲမှာမှ Hunter Glit, White Tiger Glit, Ripper Glit, Fang Glit နဲ့ Night Glit တွေကဒီနိုင်ငံမှာအင်အားကြီးမှဆုံးပဲသူတို့ကဂူထဲကအကျိုးမြတ်တွေကိုထိန်းချုပ်နေကြတာအရှင်းမြစ်တွေကအရေးကြီးတာမို့လို့ Glit တွေလက်ထဲထည့်ပေးစရာအကြောင်းမရှိဘူးငါတို့လိုတိုင်းပြည်ကိုထောက်ပံ့နေတဲ့လူတွေကဒီကိစ္စကိုကင်တွယ်ရမယ်တစ်ဖက်မှာတော့ချာဟဲအင်းလန်အပြေးလေးကျင့်နေပြီးအနာယူတော့ယူချင်းဆောက်လုပ်ရေးကသူတို့ရဲ့ Glit ထဲကိုပါဝင်လာဖို့အတွက်ကန်လန်းလိုက်တယ်ပန်းချန်ထဲမှာဂျင်ဦးလည်းလေးချိန်ကလုံနေပြီးလှုပ်ဝက်မရှင်မရှိတော့ဘူးပေါ့စုရတော့မဲဖြစ်နေခဲ့တယ်ငါ level တွေကအများကြီးတက်လာတော့3ဘက်လောက်တက်ရင်သိမ့်သိတာတော့ဘူး level မြန်တက်မှဖြစ်မယ်ဂျင်ဟိုနဲ့လည်းစီရန်ကူတဲ့ကိုဝင်ရအောင်မယ်ရုတ်တရက် message ဝင်လာတော့ဒီ rank ဂိတ်ထဲကိုဝင်ဖို့အတွက် Hunter Association ကခေါ်ထားတာဖြစ်နေကရင်းလိုက်ရမလားမထူဘူးသွားမယ်ကွာတစ်ချိန်တည်းမှာပဲအရှင် Hunter ဟောင်းနေစီကိုလည်း message တွေပို့ပြီးဒီ rank ဂိတ်မှာတာဝန်ထမ်းဆောင်ဖို့အတွက်ခေါ်ထားလိုက်တယ်ညနေရောက်တော့ဂျွန်ဟိုလည်းချွန်ဂျုံအင်းကိုတင်းနေပြီး interview တွေကိုဘာလို့ငါးစီကိုလွတ်လိုက်တာလဲမင်းကအခုဆိုရင်ဆယ်လီတောင်ဖြစ်နေပြီလေကောင်းတာပေါ့ဟာဆယ်လီဖြစ်ချင်လို့ဒီလိုလုပ်နေတာမဟုတ်ဘူးကွာအဲ့လောက်ဆယ်လီဖြစ်ချင်နေရင်မင်းဖြေလိုက်ပါလားအရင်ချင်းရှိပြီးအလိုကြိုးစားတဲ့ Hunter ဆိုတော့ကျွန်တော်မဖြစ်နိုင်ဘူးထင်တယ်ဒါဆိုရင်ဘာဖြစ်စေချင်တာလဲငါ့ကိုခေါ်တာအစဲတောင်းဖို့မဟုတ်ဘူးမလားယူချင်းဆောက်လုပ်ရေးက Glit ထောင်ဘူးလူစုနေတယ်တိသားပဲအဲ့တော့ကျွန်တော်ကအချိန်ထပ်ဖြုံးသလိုဖြစ်နေပြန်ပြီပေါ့ပိုရီလုံးမနေနဲ့မင်းဘာဖြစ်စေချင်တာလဲဂျေဂျူကျွန်းကိုဘယ်လိုထင်လဲအဲတုန်းကခိတ်ကိုရှုံးသွားလို့ကျွန်းကမွန်စားနေလက်ထဲကိုကျသွားတယ်လေအခုတော့လူတွေကအကျွန်းဘလောက်အနေများလဲဆိုတာကိုမေ့နေကြပြီငါတခြားခိတ်တွေကိုဘလောက်ပဲနိုင်နိုင်အဲကျွန်းမှာဖြစ်ခဲ့တာတွေကိုမေ့မရဘူးငါတော့အဲကျွန်းကိုမမှန်နိုင်ခြင်းနေပြီအဲ့တော့ငါတို့ဟန်နာတွေဆိုပြီးပြည်သူတွေကိုလွှမ်းမိုးနိုင်ဖို့လိုတယ်မင်းလည်းအမှတ်တရတွေရှိခဲ့တယ်မလားအဲကျွန်းနဲ့ပတ်သက်ပြီးပေါ့သူပြန်ထွက်လာတော့ချာဟန်အင်းနဲ့တွေ့ပြီးဘာကိစ္စလဲဟန်အင်းသမီးလေးချင်းနေတော့ယူကျွန်းဆောက်လုပ်ရေးကလာတွေ့သွားတယ်သူတို့က Glit ကိုထောင်ပြီးသမီးကို Glit Master ဖြစ်စေချင်နေတာငါကိုလာပြောတာဆိုတော့သူတို့ကိုညှင်းလိုက်တာမလားဟုတ်ညှင်းလိုက်ပါတယ်ဂျွန်ဟိုလည်းဘာမှတောက်ရင်းနဲ့ဂျေဂျူကျွန်းမှာသူ့တငယ်ချင်းနဲ့ဆုံးရှုံးသွားခဲ့တာကိုပြန်တွေးနေမိတယ်။နောက်နေ့မနက်ကျတော့ဂျင်ဦးလည်းဒီ rank ကိုတောက်ဖို့အတွက်အင်္ဂါထွက်လာခဲ့ကမစ္စတာဆောင်လည်းငါကျွမ်းတဲ့ဓာတ်တိုင်းကဂိတ်ထဲမှာကျတော့တုံးစားလို့မရဘူး။ဓာတ်သမားဖြစ်တဲ့ငါကမချစ်သုံးနိုင်နဲ့ဟန်တာဖြစ်ဖို့ကန့်ပါလာတာပဲ။ဟာဦးလေးဆောင်မင်းအရန်ချောလာတာပဲဂျင်ဦးခလေးပုံစံတော့မဟုတ်တော့ဘူး။လာပိုင်းအတွင်းအများကြီးပြောင်းလဲသွားတာပဲ။ဒါနဲ့မင်းရဲ့ခြေထောက်ကဘလို့ပြန်ကောင်းသွားတာလဲ။ဆေးရုံမှာပြန်လို့တော့အကောင့်တိုင်းပြန်ဖြစ်နေတာလေ။ငါတို့ကိုလာခဲ့တော့ငါဟီလာတယောက်ပါလာတာနေမယ်။မင်းကိုပြန်တွေးရလို့ဝမ်းသာပါတယ်။ဦးလေးလဲသွားမလို့လားအေးဒီရန်ကိတ်လို့တော့ကြားတယ်အဲရောက်တော့ရှင်မရှင်ကလူတွေကိုပါပြန်တွေးလိုက်ရပြီဂျိုဟဲဦးလေးချင်းမစ္စတာချန်အဲ့နေ့တုန်းကဂျင်ဝူကိုထားပြီးပြေးမယ်လို့ဘသူပြောခဲ့တာလဲငါကိုတော့ဒါနဲ့ထောက်ခဲ့သေးတယ်လေအဲ့ဒါကြောင့်ငါတို့ကိုမျက်နှာမှာပြရဲတာနေမှာပေါ့ဒါပေမဲ့လည်းအဲ့နေ့ကလွတ်လာတဲ့လူတွေပြန်ဆုံရတာပဲဂျင်ဝူနင်အများကြီးပြောင်းလဲသွားတယ်နော်အရက်လေးရှည်လာတယ်ဟုတ်မတွေ့ရတာတောင်ကြာပြီနော်အဲ့မှာကားစီရောက်လာကအကျဉ်းသား3ယောက်ထွက်လာပြီးအဲ့ကောင်နဲ့တွဲနေတာလားပလေးခံရမယ်နော်ဒါကပါတီမဟုတ်ဘူးကွာသူတို့ကဒီအဖွဲနဲ့မရှင်လုံးမထောင်သားတွေပဲသူတို့ကအပြစ်တန်ရှော့ခံချင်တဲ့လူတွေမို့လို့မဟုတ်တာလုံးမှာမဟုတ်ဘူးဟန်တာတွေလည်းမရှိတာမို့လို့နားလည်ပေးပါတေစမ်းဟန်တာ Association ကဘီရန်ဟန်တာခံတဲ့ဆက်လက်တူရှိနေမှာမို့လို့စီရန်အကျဉ်းသားတွေကမဟုတ်တာလို့ရင်သူကကင်တွယ်ပါလိမ့်မယ်မမှန်ဘူးဂျိုဟဲနေခဲလိုက်တော့နင်ရောငါတော့သွားမှာအဲ့ဒါဆိုရင်ငါလည်းလိုက်မယ်အမလေးဒီလိုကောင်းလိုက်တာငါတို့ကကြုံနေလည်းမဟုတ်ဘူးအဲ့လိုမဆက်ဆံနဲ့ဟာပြန်မပြောနဲ့မင်းတို့ကအကျဉ်းသားတွေပဲလီသားတွေလောက်ရင်သိမယ်နော်ကျွန်တော်သူတို့ကိုစောင့်ကြည့်ဖို့တာဝန်ယူပါမယ်ဒါနဲ့အဖွဲ့ကိုဘယ်သူဥဆောင်ပါလဲငါဥဆောင်လို့ရမလားဟုတ်ကျေးဇူးပါဟာမစ္စတာဆောင်အဲ့နေ့ကငါးကြောင်လူ900ဆုံးသွားခဲ့တယ်ဒါပေမဲ့မင်းကြောင်6ရောက်သက်ရှင်ခဲ့တယ်စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်ကွာရပါပြီမစ္စတာဆောင်ငါကမကန့်ကွက်ဘူးမလားလောက်ပါဗျာဂိတ်ထဲမှာကျွန်တော်ဥဆောင်လိုက်ပါမယ်ဂိတ်ထဲကိုဝင်ဖို့အားလုံးအသင့်ဖြစ်နေကြကဒါဆိုရင်တွားကြစို့အဆုံးထိချစ်ရှုပေးခဲ့ကြလို့တငယ်ချင်းတို့အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်